ရင်နှချောင်းပြူကိုအားပေးနေတဲ့မျိုးတွေအားလုံးမင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်တင်ဆက်ပေးချင်တာကကျွန်တော်ရင်နှချောင်းမှာရှိတော့ကငါးမြသွားတော့ရိုက်ထားတဲ့ vlog လေးပေါ့လေလွန်ခဲ့တဲ့2နှစ်လောက်ကရိုက်ထားတဲ့ဗီဒီယိုလေးပါအခုချိန်တော့မသွားပါနဲ့အောင်စစ်သားကြီးဖြစ်သွားပါလိမ့်မယ်ခင်ဗျာဒါကကျွန်တော်ငွေုံသားဖျားကုန်းပေါ်ကနေပြီးတော့အောက်ကိုဆင်းနေတဲ့ပုံပေါ့အခုကအောက်ရောက်သွားပါပြီရိုးထဲမှာပါခန္ဓာရစုတွေကတော့အများကြီးရှိပါတယ်အကုန်လုံးဟိုရှောင်းဒီရှောင်းနဲ့သွားရတာပေါ့ခင်ဗျာ苏北一个哈， အခုခန္ဓာရစုကြုံတော့ကိုကြော်ပြီးသွားလို့ရှင်တော့အခုလိုမျိုးအရန်လှတဲ့တဲတောင်ကပယံရှုခင်းကြီးတွေကိုလှလှပပခံစားမှာဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့ကျွန်တော်တို့ဒီကိုင်းတော်ရီတွေရောက်ပြီပေါ့နော်ရေကတော့အခုမှတက်ခါသားပဲရှိသေးတော့ရေကအရင်မရှိသေးဘူးဗျကျွန်တော်ရေရှိတဲ့နေရာအထိခလန်းလန်းထိတော်တော်ဝေးဝေးကိုလမ်းလျှောက်သွားမှာပါအခုကကျွန်တော်ကိုင်းတော်ရီကနေမြင်ရတဲ့ကဘားတွေအလှအောင်ပြပေးတာပါခင်ဗျကဘားတွေရယ်နောက်ပြီးတော့စိုက်ခင်းတွေရယ်အရန်ကိုပဲပတာရဖြစ်တဲ့ရှုခင်းတွေအများကြီးရှိပါတယ်ခင်ဗျကျွန်တော်ဦးလေးတွေကတော့ဘာပြောနေလဲမသိပါဘူးသူတို့ကတော့ငါးမြဖို့သွားတာပါကျွန်တော်ကတော့ဓာတ်ပုံရိုက်ဖို့လိုက်လာတာဆိုတော့တွေ့တယ်မြင်တဲ့ဟာတွေအကုန်ရှောက်ရိုက်နေတာပါဒီမြေပေါ်ခန်းသီးလေးတွေကကျွန်တော်တို့အညာမှာတော့ချက်လဲစားတယ်တို့လဲစားလို့ရပါတယ်နည်းနည်းခါစိတ်စိတ်အရသာလေးရှိပါတယ်ခင်ဗျဒီ AR မြကမ်းပေးတွေမှာအလေးကျပေါက်တတ်တယ်ပေါ့နော်ဒါတော့ AR မြကမ်းပေးမှာကျွန်တော်တို့ဒုက္ခခံပြီးသွားနိုင်ရင်တော့ဒီရှူခင်းတွေဒီလိုအလှပမျိုးတွေကောင်းကောင်းခံစားနိုင်တယ်ပေါ့ဒါကတော့နေပူထဲမှာတော့ထိဆောင်းပြီးတော့သူများတက်ဖို့လုပ်နေတဲ့သူတွေပါဒါကတော့အပြန်လမ်းမှာတစ်ပင်ရိတ်ခိုရင်းနဲ့နားရင်းနဲ့ရိုက်ထားတဲ့ကပယံအလှတွေဖြစ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုအားပေးကြတဲ့အားလုံးကိုကျေးဇူးအထူးပါခင်ဗျာ